ကားစီတဲ့ကားကိုလှုပ်ကြည့်ရေကိုအဲ့လိုလှုပ်လို့မို့ဆန့်လာဟုတ်လားဗျကျွန်တော်တော့မထင်ဘူးဆန့်လည်းနည်းနည်းပေါ့ငါနေဟိုမကင်ဟွာတွေနာကုန်အောင်လို့ဗျာမကောက်လုံးနဲ့ကြားပြီ9 မိနစ်လောက်ရှိကားစီထဲတာလှုပ်တို့တွေးခေါ်ရလဲမသိဗျာကျွန်တော်ကဘယ်တော့မှမလှုပ်သူကအမကားဟိုဘက်ဒီဘက်တွန်းလာပေါ့ဗျာရှင်းတော့ကိုတွန်းလာမကင်ထိုးလာပြီးတော့ပြင်ချန်ကြကားစီတယ်ဘာလို့မှလဲဗျာ12လောက်ပဲထဲပေါ့ပြင်လိုရတတ်တယ်ပေါ့သွားမခီကနီးနီးလေးကိုပြည့်ထဲဟိုစီဝိတ်များတော့ကားပေါ်မလေးဘူးလားဗျတဝက်လောက်ဖူးထည့်တဝက်လောက်ထည့်ထားလိုက်ပေါ့တော့ဒါပေါ့85%လောက်ထည့်ပေါ့ကျွန်တော်ဆိုအပြည့်ထည့်တာရှားပါတယ်